Okay ပါကျွန်တော်ဒီအမတ်တရားဖြစ်စေ live show ခွေထဲမှာ bonus track အနေနဲ့ထည့်ထားမယ်ကျွန်တော် group sound အစီအစဉ်တွေကိုစိုးလင်းနဲ့အတူအမှုပညာရှင်များအားလုံးကိုဖိတ်ခေါ်ကြပါတယ်ကျွန်တော်တို့တငယ်ချင်းတွေအကုန်လုံးစေပေါ်မှာလောက်နေရပြီးဖိတ်ခေါ်ကြပါတယ်ပရိသတ်ကြီးကလည်းလက်ခုပ်လေးတီးပြီးအားပေးကြိုဆိုပေးပါဦးခင်ဗျာအခုမှခရီးကနေပြီးရောက်ရှိလာတဲ့ match စနိုးကိုလည်းစမြင့်မအောင်ဖိတ်ခေါ်ပါရရှင်ဒါကျွန်တော်တို့ကိုကြီးတီးဆရာကိုစိုးလင်းဖြစ်ပါတယ်ကိုစိုးလင်းပါလက်ခုပ်ဆက်ကြလေးချီးပေးပါဦးခင်ဗျာဆိုတော့တခြင်းတွေတော်တော်များအောင်အမတ်တက်ပစ်စစ်တစ်ခွေလုံးကိုစိုးလင်းရေးထားတာပါခင်ဗျာကိုစိုးလင်းကကျွန်တော်တို့အားလုံးတီးဆိုဖို့အတွက်လက်မလေးထောင်လိုက်ဆိုတဲ့ချင်းလေးကိုဂရုဆောင်လေးလုပ်ထားပါတယ်ရှောင်းလိုက်မှလမ်းမလေးတွေထောင်းလိုက်